မကြခင်မှာ2026ခုနှစ်ဆိုတဲ့ကာလကိုကြိုးရတော့မှာဖြစ်ပါတယ်အဲ့တော့2026ခုနှစ်မှာခဏရသားသမီးတွေရဲ့ကံကြမ္မာကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့2026ခုနှစ်မှာကံစားတာအမြင့်မားဆုံးကိုပိုင်ဆိုင်ရမယ်နိမ့်နံသားသမီးတွေကတော့တနင်္ဂနွေသားသမီးတွေဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေဟာ2026ခုနှစ်ထဲမှာအင်တန်မှထွန်းတောက်မယ်အိုးပိုင်ရမယ်အိုးသက်အိမ်သက်နဲ့နေရမယ်အထူးထူးသောကောင်းမွန်တဲ့ကံနဲ့အင်တန်များပြားလာသောကံကောင်းခြင်းတွေရရှိပိုင်ဆိုင်မဲ့နိမ့်နံပိုင်ရှင်ဖြစ်ပါတယ်အညံ့ဆိုတာမရှိသလောက်ပဲเนาะစိုးတယ်ဆိုတာမရှိဘူးအကောင်းတွေကြီးပဲเนาะကောင်းတဲ့အရာတွေကြီးပဲတနင်္ဂနွေသားသမီးတွေထံကိုရောက်ရှိမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကတော့ဒုတိယပေါ့နော်ကံကောင်းတာတော့တောက်ကြတယ်ပါတောက်ကြတယ်ကတော့ခုနေ့ကပြောပြီးသွားပြီအင်တန်ကံကောင်းတယ်เนาะနောက်ပြီးရင်သူ့နောက်မှာလိုက်တဲ့နိမ့်နံသားသမီးတွေကတော့ဗုဒ္ဓဘုနဲ့စနေသားသမီးတွေဖြစ်ပါတယ်ဗုဒ္ဓဘုသားသမီးနဲ့စနေသားသမီးတွေဟာလေ2026ခုနှစ်ဆိုတဲ့ကာလရောက်လို့ရှိရင်ပြောင်းလဲခြင်းတွေနဲ့ကြုံရမယ်နော်ဘဝတစ်စိတ်ချိုးပြောင်းလဲသွားပြီးတော့ခက်ခဲနေတဲ့အရာကိစ္စတွေအားလုံးမှာပြေပြောက်ပြေလဲပြီးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်ဝမယ်ကာလဖြစ်ပါတယ်နော်နည်းနည်းလေးညံ့တာကတော့တနင်္လာဇာတာပတိနဲ့အင်္ဂါသားသမီးပဲဖြစ်ပါတယ်အဲ့တော့အင်္ဂါတွေကညံ့တော့ညံ့ပြီပဲအသင့်တော့ပဲအကောင်းနဲ့ဆိုတွန်းတွဲနေတာအထူးသတိထားမှာကတော့ဇာတာပတိသားသမီးပဲဖြစ်ပါတယ်ကျမ်းမာရေးသတိထားရမယ်စိတ်ဆင်းရဲရမယ်စိတ်နှောက်ယှက်ဖြစ်စေကြုံရမယ်တနင်္လာသားသမီးရတယ်ငွေချင်းနဲ့ပတ်သက်ရင်နည်းနည်းလေးခက်ခဲတတ်တယ်နောက်ပြီးတော့2026ခုနှစ်ဆိုတဲ့ကာလဟာမြန်မာနိုင်ငံအတွက်အကောင်းဆုံးသောပြောင်းလဲမှုတစ်ခုပါပို့ပြီးတော့စီးလုံးကြပါလိမ့်မယ်နိုင်ငံသူနိုင်ငံသားတွေနဲ့တို့ကအားလုံးဟာအေးချမ်းသာယာပြီးတော့စီပြန်သာယာဝါပြောပြီးတော့ထူးထူးသောကောင်းမွန်ခြင်းတွေဖြစ်စုံမဲ့နှစ်လို့ကျွန်တော်ကတော့မြင်မိပါတယ်နော်တော်ဆိုရင်နိုင်ငံရေးနဲ့ပတ်သက်တဲ့အစနဲ့မပြောမိပါဘူးဒါသိတဲ့နဲ့ထင်လို့ပြောပြတာပါ2026ခုနှစ်ထဲမှာမြန်မာနိုင်ငံဟာအင်တာမကောင်းမွန်သောအပြောင်းအလဲနဲ့အေဂျင့်သောပြောင်းလဲမှုတွေရောက်ရှိလာပြီးတော့အားလုံးဟာလည်းညီညွတ်ကြမယ်ပို့ပြီးတော့စီးရုံကြမယ်เนาะစုစည်းကြမယ်ဖွင့်မျိုးတိုးတက်ပြီးတော့ကောင်းမွန်တဲ့အခြေအနေတစ်ခုကိုရောက်ရှိမယ်လို့မြင်မိပါတယ်နောက်ပြီးတော့ဒီ2026ခုနှစ်ဆိုတဲ့ကာလကကြတော့အလှည့်ပြောင်းနေများမယ်เนาะအဲ့တော့လူတိုင်းရဲ့ပုံမှာတက်ရောက်မှုရှိတယ်เนาะအလှည့်ပြောင်းဆိုတာဆင်းရဲတဲ့လူကချမ်းသာပါလားမျိုးဟာအရင်ကြီးတဲ့ချမ်းသာနေတဲ့လူကကောင်းကောက်ဆရာမရှိအောင်မွဲသွားတယ်စသဖြင့်ပေါ့အလှည့်ပြောင်းလေးတွေတော့ဂျုံရတာသူတိထားအဲ့တော့2026ခုနှစ်ဆိုတဲ့ကာလမှာမိမိတမိသားစုလုံးဟာကံကောင်းပြီးတော့စီးပွားတက်ချင်တယ်ဆိုရင်ဒီ12လပိုင်းကျော်တာနဲ့တလပိုင်းနဲ့ဝင်ပြီးဆိုတာနဲ့လအစပေါ့နော်တလပိုင်းအစတွေကမိမိအိမ်တော်ဦးစီးရဲ့မွေးနေ့ပေါ့နော်ကိုယ့်အိမ်မှာအိမ်တော်ဦးစီးအိမ်တော်ဒီမိသားစုဦးဆောင်တဲ့အိမ်တော်ဦးစီးရဲ့မွေးနေ့မှာဘာလို့ပြရမလဲဆိုတော့တောက်တော်ကြီးဖះကိုလှူပေးရမှာဖြစ်ပါလေလှူရမယ့်အရေးအတွက်ကတော့မရှိဘူးအစီအမံတွေလှူရတယ်3 5 9 3 9 3 9